မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမြို့နယ်မုံရွာမန္တလေးလမ်းပေါ်ရှိမုံရွေတိုးဂိတ်စစ်တပ်အထိုင်စခန်းဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား8ဦးသေဆုံးပြီးလက်နက်9လက်သိမ်းဆည်းရရှိမုံရွာမန္တလေးတကြောလုံးကိုစစ်တပ်ကပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းပေါ်ရှိမုံရွေတိုးဂိတ်စစ်တပ်အထိုင်စခန်းကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား8ဦးသေဆုံးပြီးလက်နက်9လက်သိမ်းဆည်းရရှိခဲ့ကြောင်းဒေါ်လာရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်ရှနေ့စက်တင်ဘာလ16ရက်နေ့နနက်4:35မိနစ်အချိန်မုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မုံရွေကျေးရွာနီရှိတိုးဂိတ်တွင်အထိုင်ကျတပ်ဆွဲထားသောစစ်တပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနအီနီးပါးကြာမြင့်ခဲ့ပြီးစခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းရင်းစခန်းသိမ်းပိုက်စဉ်စစ်သား8ဦးသေဆုံးပြီးလက်နက်9လက်ကြီးကအုပ်ထုပ်နှလုံးကြီးကအင်ကြီးတထိန်ကားပိုင်ကြီးအပါအဝင်အခြားကြီးမျိုးစုံနှင့်ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်မနက်4:35မိနစ်အချိန်ကစပြီးတိုက်ပွဲစဖြစ်တာမနက်ခင်း9:00နာရီခွဲမှာတိုက်ပွဲပြီးသွားတယ်စခန်းကတော့အကုန်သိမ်းနိုင်ခဲ့တယ်လက်နက်ပစ္စည်းတွေလည်းအကုန်သိမ်းနိုင်ခဲ့တယ်စခရှိဦးကတော့နေရာတွင်သေဆုံးတယ်ကိုဘက်ကတော့ရဲဘော်9ယောက်မစိုးရင်ရဒဏ်ရာရရှိတယ်မနက်မိုးလင်းတော့စစ်ကူတွေလာလို့ကျွန်တော်တို့တက်နောက်ဆုတ်ခဲ့တာဟုဒေါ်လာရေးတပ်ဖွဲ့ဝင်တအူးကသတင်းဌာနကိုပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်တပ်ရင်း24ကဦးဆောင်ပြီးဘုဒ္ဓလင်ချင်းတွင်ဘရာသာအဖွဲ့နဲ့ဒေသဒေါ်လာရေးမဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်လက်ရှိတွင်အကြံဖက်စစ်တပ်ကမုံရွေတိုးဂိတ်စခန်းကိုတော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်မှုကြောင့်လမ်းများပိတ်ကစစ်ကူအများအပြားဖြင့်နေမြေရှင်းလင်းရေးလှုပ်ဆောင်လာကြောင်းလက်တလောမုံရွာမန္တလေးလမ်းကိုစစ်တပ်ကပိတ်ပင်ထားကြောင်းဒေသခံပြည်သူများနှင့်ခရီးသွားရင်မောင်းကပြောဆိုပါတယ်လမ်းတွေပိတ်ထားတယ်ကားတွေပိတ်နေတာရာချီရှိတယ်အချို့လည်းပြန်လှည့်ကုန်ကြတယ်တိုက်ပွဲဖြစ်လို့ပိတ်ထားတယ်တပ်ကနေမြေရှင်းလင်းဖို့ပိတ်တာလို့သိရတယ်ဟုမုံရွာမှခရီးသည်တင်ရင်မောင်းတအုပ်ကရှင်းပြပါတယ်ဆက်လက်ပြီးခမောက်ကြီးမြို့နယ်တွင်စစ်သားများလိုက်ပါလာသောဆက်လီများကိုတိုက်ခိုက်မှုစစ်တပ်ဗမာ6ဦးထပ်မံတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းကော့တောင်ခရိုင်ခမောက်ကြီးမြို့နယ်အတွင်းတွင်အကြမ်းဖက်စစ်လီများကိုတိုက်ခိုက်ခဲ့ရာစစ်သား6ဦးထပ်မံတေဆုံးခဲ့ကြောင်းကော့တောင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ9ရက်နေ့မွန်းလွဲ12နာရီခွဲခန့်အချိန်ခမောက်ကြီးမြို့နယ်ခမောက်ငယ်ယူဇနစီအုံပြိုကင်းသို့ရောက်ရှိနေသောစစ်သားအင်အား100ခန့်မှထုံနှုတ်အင်အား30ကျော်ခန့်သည်ခမောက်ငယ်ကျေးရွာဘက်သို့ရေလမ်းမှလှိငယ်2စီးဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ရာဆက်လီ2စီးနှိမ့်မြုပ်သွားပြီးစစ်သားအများအပြားသေဆုံးခဲ့ကြောင်းသိရပါသည်။ထို့သောတိုက်ခိုက်ခံရမှုကြောင့်ခမောက်ငယ်ရွာယူဇနာစီအုံပြိုကင်း၌ကြန့်ခဲ့သောနောက်ချန်စစ်သားများက120မမ81မမလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ကူပေးတိုက်ခိုက်တော်လေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။အလာတူစက်တင်ဘာလ10ရက်နေ့နနက်8:20မိနစ်အချိန်တွင်တစ်ကြိမ်နနက်9:30မိနစ်အချိန်တွင်တစ်ကြိမ်ကော်တောင်မြို့မှစစ်ကူပေးရန်ဆက်လီ2စီးဖြင့်ထွက်လာသောအင်အား90ခန့်ရှိစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကော်တောင်မြို့နယ်မလီဝမ်ကျေးရွာ10အိမ်စုအနီးတွင်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ3နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရပါသည်ရင်းတိုက်ပွဲအတွင်း၌အကြမ်းဖက်စစ်သားအများအပြားသေဆုံးတရားရရှိပြီးလက်နက်ကြီးပစ်ကူအဆက်မပြတ်လှုပ်ဆောင်ခဲ့ကြောင်းသေဆုံးတရားရစစ်သားများကိုသေဆောင်ကကော်တောင်ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ဘလောက်သေးတယ်ဆိုတာကတော့အတိအကျမသိရဘူးဖြစ်နေတယ်။တော်တော်များများတော့သေးတယ်။ဒဏ်ရာလည်းတော်တော်များများရတယ်။အဲ့ဒီထဲမှာအရာရှိတွေလည်းပါတယ်။နေမြေရှင်းတဲ့အချိန်မှာအလောင်းကလည်း4-5-6လောင်းတွေ့ရတယ်။ယူနီဖောင်းတွေလည်းတွေ့ရတယ်။ရေထဲမှာကော်တောင်ခမောက်ကြီးဘက်ကစခတက်ထဲမှာနာရီတွေတော့အဆက်မပြတ်လုပ်နေတယ်လို့သိရတယ်။ဖုန်းကြီးတွေလည်းမနာရဘူးဆိုပြီးသတင်းရတယ်။ဒဏ်ရာရတဲ့သူတွေကိုလည်းထိုင်းပတ်ချန်ရနောင်စိတ်ယုံကိုလည်းတင်ထားတာရှိတယ်။ကော်တောင်စေးရုံမှာလည်းဒဏ်ရာရစခတွေခုတာရှိတယ်။စေးရုံရောက်ခါမှတေတာတွေလည်းရှိတယ်ဟုကော်တောင်ခရိုင်ပကဖမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုများကိုတော့ကော်တောင်ခရိုင်တွင်ရှိတော်လှန်ရေးအင်အားစုအဖွဲ့အစည်းများပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိအောင်မြင်ခဲ့ကြောင်းသိရှိရပါတယ်။ကော်တောင်ခရိုင်အတွင်းစစ်ရေးအရှိန်မြင့်လာနိုင်သောကြောင့်ပြည်သူများအနေဖြင့်စစ်ရေးအသည့်စစ်ရေးသတိအမြဲရှိကြပြီးစစ်ကော်မရှင်ပြုလုပ်သောအထူးရောင်ရွေးကောက်ပွဲကိုမပူးမပေါင်းမပါဝင်ပင်ဝိုင်းဝန်းတိုက်ဖြတ်ကြရန်ဒေါ်လာရေးတပ်များကတိုက်တွန်းထားပါတယ်။ဆက်လက်ပြီးရန်ကုန်မြို့လေကောင်မြို့တော်ခမ်းမရှိစစ်တပ်လုံခြုံရေးဖယ်ရီဂိတ်တွင်ဘုံပေါက်ကွဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ရန်ကုန်မြို့လေကောင်ကြောက်တရားမြို့နယ်မြို့တော်ခမ်းမရှိတွင်စစ်တပ်လုံခြုံရေးဖယ်ရီဂိတ်တွင်ယနေ့နံနက်ပိုင်းဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းရန်ကုန်ကင်းထောက်အဖွဲ့နှင့်32လမ်းတွင်နေထိုင်သောပြည်သူတချို့ကသတင်းဌာနကိုပြောကြားပါတယ်။ရှနေ့စက်တင်ဘာလ16ရက်နေ့နနက်6:45မိနစ်ဝန်းကျင်အချိန်မြို့တော်ခမ်းမရှိစစ်တပ်လုံခြုံရေးဖယ်ရီဂိတ်တွင်ဘုံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ဘုံပေါက်တာမှန်တယ်ကားပြီးပေါက်တယ်ပဲထင်တာလမ်းထိပ်ထွက်ကြီးမှရဲကားစစ်ကားနဲ့မီးတန်းကားတွေရောက်လာတယ်ပြီးတော့ခဏတပ်ပုံရိုက်ကားတွေထားပြီးဘုံရှိမရှိထက်စစ်ဆေးတယ်သူတို့ရှင်းလင်းရေးလုပ်တာလဲ15မိနစ်လောက်ပဲထိခိုက်သူမရှိဘူးဟု30လမ်းတွင်နေထိုင်သောပြည်သူတို့ကပြောဆိုပါတယ်လက်တလောဘုံပေါက်ကွဲခဲ့သည့်နေရာကိုလူသွားလာမလို့ရန်ကန့်သက်ထားသည်မှလွှဲ၍ပုံမှန်အတိုင်းကားများသွားလာခွင့်ပြုထားကြောင်းရဲနှင့်စစ်သားတချို့မြို့တော်ခမ်းမဝင်းအတွင်လက်နက်ကင်ဆောင်၍လုံခြုံရေးစောင့်ကြည့်မှုရှိကြောင်းသိရပါတယ်ဆက်လက်ပြီးတပတ်အတွင်းရန်ကုန်မှာလူ30ကျော်အဖမ်းခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းကမြို့နယ်10မြို့နယ်မှာတပတ်အတွင်းလူ33ဦးကိုစစ်တပ်ကမတရားဖမ်းဆီးခဲ့တယ်လို့စက်တင်ဘာလ15ရက်မှာရန်ကုန် Scout Network RSN ကအချက်လက်တွေအရသိရပါတယ်။အရှိတကုံအလုံးလှိုင်သာယာမင်္ဂလာတုံခရမ်းတန်လျင်ကမာယောဗဟန်ကြောက်တတာနဲ့မယံကုန်းမြို့နယ်တွေကအရက်သား30ကျော်ကိုစက်တင်ဘာ10ရက်မှ14ရက်အတွင်းစစ်တပ်ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်စစ်တပ်ကသတင်းအတိအကျရရှိပြီးရှာဖွေဖမ်းဆီးခံရသူ10ဦးလမ်းဘေးထိုင်နေတာကြောင့်လို့အကြောင်းပြဖမ်းဆီးခံရသူ3ဦးလမ်းမပေါ်ရန်တန်းအစွဲခံရသူ22ဦးနှင့်ခိုးမှုဖြင့်ဖမ်းခံရပြီးစစ်မှုထမ်းနဲ့ထိတ်ခံရသူ2ဦးတို့ဖြစ်ကအခြားအစစ်ပြီးဖမ်းဆီးခံရသူများနှင့်ချုံနှောင်ခံရသူများလည်းရှိသေးပြီးအသေးစိတ်ကိုစုံစမ်းနေစေဖြစ်တယ်လို့ဖော်ပြထားပါတယ်အခုကစစ်မှုမထမ်းခြင်းကြတော့လူစားတို့ရောင်းဝယ်လုပ်ငန်းကလည်းကြဲကြဲပြန့်ပြန့်ဖြစ်လာပြီးလူကုန်ကူးမှုကိုပေါ်ပေါ်တင်တင်ကျူးလွန်နေကြတာအဖမ်းအဆီးကအရက်ဝတ်တွေနဲ့ပါဖမ်းလာတာဆိုတော့ပေါ်တာဆွဲတာလားပြန်ပြီးဆွဲတာလားမသိနိုင်တော့ဘူးလက်လုံလက်စားအလုပ်သမားတွေလည်းကြီးလန့်ဆာဆာအလုပ်ဆင်းနေကြရတာလို့အလုပ်သမားအရေးလှုပ်ရှားသူအမျိုးသားတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်လက်ရှိမှာတော့လူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်ခံရမှုတွေဟာနေရာဒေသအသီးသီးမှာဖမ်းဆီးမှုတွေနဲ့လူငယ်ပျောက်ဆုံးမှုတွေများပြားနေတာကိုပြည်တွင်းသတင်းတွေအရသိရှိရပါတယ်စစ်ကော်မရှင်ကလက်ရှိအချိန်မှာတိုင်းသားလက်နက်ကိုင်များထံစစ်ရေးအရရှုံးနေပြီးတိုင်းနေပြည်နယ်အများအပြားမှပြည်သူများကိုဖမ်းဆီးကအာဓမစစ်မှုထမ်းစေခိုင်းနေကြရာအမတ်စဉ်18အထိရောက်ရှိလာပြီးစစ်မှုထမ်းအမတ်စဉ်တစ်ခုကိုလူ9000နှုန်းနဲ့တစ်နှစ်ကိုအင်အား9000ခေါ်မယ်လို့စစ်ကောင်စီကနိုင်ငံပိုင်မီဒီယာတွေကနေတဆင့်ပြောဆိုထားတာရှိပါတယ်။ RSN အဖွဲ့ကရန်ကုန်တိုင်းအတွင်းမြို့နယ်အသီးသီးမှာလူငယ်တွေဖမ်းဆီးခံရတဲ့အခြေအနေတွေနဲ့စစ်ကောင်စီတပ်သားတွေရဲ့လှုပ်ရှားမှုတွေကိုနေ့စဉ်မှတ်တမ်းတင်နေတဲ့အဖွဲ့ဖြစ်တယ်လို့လက်တွေ့အခြေအနေမှာဒီထက်ပိုမိုဆိုးရွားနိုင်တယ်လို့လည်းရန်ကုန်မြို့ကန်တွေရဲ့ပြောပြချက်အရသိရပါတယ်။ဆက်လက်ပြီးပြည်ရှိကပ္ပစ6တွင်ကာကွယ်ရေးပစ္စည်းများပါတည်ဆောင်လာပြီးကာကွယ်ရေးအတွက်အထူးဆောက်လုပ်ရေးတပ်များကိုပါခေါ်သွင်းအပြန်အလှန်ထိုးစစ်များဖြင့်တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းအနောက်ချမ်းဗရောင်းတပ်နယ်အတွင်းရှိတပ်ဖွဲ့များထံစစ်ကော်မရှင်တပ်အင်အားဖြည့်တင်းခြင်းများစတိုက်ပြုလုပ်နေကြောင်းသိရပါတယ်။စစ်ကော်မရှင်သည်ရန်ကုန်တိုင်းလှည့်ကူနှင့်မော်ဘီနယ်မြေကန်တပ်ရင်းများထံမှအင်အားများထုတ်လုပ်ပြီးညောင်ချီတောက်ဝင်းကျင်ကိုထပ်မံအင်အားဖြည့်တင်းလာခြင်းဖြစ်ပါတယ်။အမှတ်6ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ6ရှိအဝင်လန်းတွင်ရှိသည့်စလိုတောင်းများကိုပါဖယ်ရှားပြီးကြီးကအင်ကြီးဟုယူဆရသည့်စစ်သုံးပစ္စည်းများကိုပါကားများဖြင့်ကပ္ပစ6အတွင်ပို့ဆောင်နေကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။အခုပို့မဲ့အထူးဆောက်လုပ်ရေးတပ်ရင်းတွေကထဆရလေးဖြစ်ဖို့များပါတယ်။လက်မောင်းဘတ်တစိတ်က BE GE တပ်တွေနဲ့အတူတူပဲ။ထဆရတရင်လေးရင်ရှိတာမှာဖောင်ကြီးတိုက်ကြီးလမ်းဘေးကထဆရလေးကိုထုတ်သုံးမှဖြစ်တယ်လို့သိရတယ်ဟု CDN စစ်သားဗိုလ်ကြီးစင်ရောကသတင်းဌာနကိုပြောပါတယ်စစ်ကော်မရှင်ကတိုက်ပွဲအတွင်းစစ်မြေပြင်အင်ဂျင်နီယာတပ်ရင်စအားရအပြင်စောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင် GE စအားရနှင့်အထူးစောက်လုပ်ရေးစစ်စင်ရေးကွက်ကဲမှုဌာနချုပ်လက်အောက်ခံထဆရအထူးစောက်လုပ်ရေးတပ်ရင်များကိုပါတိုက်ပွဲဧရိယာအတွင်းသို့ခေါ်သွင်းလာကြောင်းသိရပါတယ်တိုက်ပွဲမှာကပ္ပစ6နှစ်နီးကပ်လာသည့်အတွက်စောက်လုပ်ရေးအင်ဂျင်နီယာတပ်များကိုစစ်စင်ရေးတရက်အနေဖြင့်တက်ကုံထုတ်သုံးလာပြီးခြံစည်းရိုးကာရန်ရန်အတွက်ပါစေခိုင်းသွားမည်ဖြစ်ကြောင်းသိရပါတယ်အာရကတပ်တော် AA နှင့်ပူးပေါင်းတပ်ဖွဲ့များသည့်ပြီးခဲ့သည့်စက်တင်ဘာ10ရက်နေ့ကပ္ပစ6အနီးအထိရောက်ရှိလာပြီးစက်ရုံအတွင်းရှိဘန်ကာများကိုပါလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ထားခဲ့ကြောင်းသိရပါတယ်။ညောင်ချိုးကို AA နှင့်ပူးပေါင်းအဖွဲ့တို့သိမ်းပိုက်ပြီးနောက်ညောင်ချီတောက်ပတ်ဝန်းကျင်ကိုပါထိုးစစ်ဆင်လာပြီးစစ်ကော်မရှင်ကလည်းတံပြန်ထိုးစစ်ဆင်ခြင်းများပြုလုပ်နေသည့်အတွက်နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။